ဆရာဘယ်လိုလုပ်ဒီမတန်ဒီတို့တွေသွားခဲ့ပါလို့ပြန်ဆိုကြအောင်လူလေးရိုက်ပါမင်းလေးရိုက်လို့ဒါကကာမောင်သူကိုထိုးရင်ဖြစ်ပါတယ်လာပါတဲ့ဒါတော့လာပြောင်းကအပြန်လန်ခီဖြစ်ပါတယ်ကျေးဇူးတော်အားဖြင့်ပြန်ခင်ပြန်ပို့ပါပြီဒါတော့အရှိရဆရာညီမင်းမိသားစုနဲ့တင်သားများဖြစ်ပါတယ်မောင်ပြန်လန်းခီးစဉ်ဖြစ်ပါတယ်ခုနကဖြတ်ကျော်ရတဲ့ကားကတော့ဘန်ကောက်ချုံပူလီဟိုဘန်ကောက်တဝဲမိတ်တိုင်ရညီကောင်မောင်နှမတွေဖြစ်ပါတယ်နောက်မှာတော့ကျွန်တော်တို့ပါလာတဲ့ဘန်ကောက်ကညီကောင်မောင်နှမတွေနဲ့ဒီချုံပူလီကညီကောင်မောင်နှမတွေဖြစ်ပါတယ်ရန်ကုန်ဝမ်းမြောက်စွာပြန်လာခဲ့ပါတယ်ဘယ်ထိပြန်มาလဲဘယ်ထိပြန်มาပြောလို့ဘယ်ထိပြန်มาလဲဆက်လက်ဖြည့်ပြပါဦးချွန်ပူလီပါခင်ဗျာဘာဘင်းဖြစ်ပါတယ်အဲ့ရနေမှာစင်ဘန်ကောက်နေမှာနန်ခေါင်းဆိုမှာခင်ဗျာကျေးဇူးတော်ပဲနော်ဆွဲချက်ကတော့ကျေးဇူးတော်ကြောင့်မိသားဖွဲ့ခွင့်ရတယ်ဒီနေ့ဒီမောင်တော်မလေးညာရဲ့ချစ်ချင်းမြတ်တာနေနော်ကျွန်တော်တို့ရင်းနေနေတယ်ဟုတ်တယ်ဟုတ်လားမိသားဖွဲ့ရတယ်ဒီတယောက်တနေရာလေးကျွန်တော်တို့ဝေးကြတယ်သူတို့တယောက်ချစ်ပြီးရောမှာဒီနေ့တရားပေါ်ပွဲနေပြီးအဖြေနာယူပြင်လကန်းကြီးသွားကြတယ်ဒီချိန်ကတော့ပြန်လာတဲ့ချိန်ဖြစ်ပါတယ်ဆက်တယ်ပြောမှာကျွန်တော်တို့ချုံပူလီပါကိုရင်သွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါပြန်တွေ့ကြမယ်ခင်ဗျာဘိုင်ဘိုင်